နက်ခင်းတစ်ခုမှာအမျိုးသမီးကြီးတဦးဟာသူမရဲ့ခြံထဲမှာတရွက်လဲနေတော့ကောင်းကင်ကနေထူးဆန်းတဲ့အတန်ကြီးတစ်ခုကိုကြားလိုက်ရပါတယ်။အဲဒီနောက်မှာတော့တစ်ခုခုဟာသူမရဲ့အိမ်ခေါင်မိုးကိုပြင်းထန်တဲ့အရှိန်နဲ့လာမှန်ပြီးပောက်ကွဲတန်ကြီးထွက်ပေါ်လာခဲ့ပါတယ်။အိမ်ထဲမှာအိပ်ပျော်နေတဲ့ Olivia ဆိုတဲ့အမျိုးသမီးလေးဟာအိမ်ခေါင်မိုးကိုဖောက်ပြီးကျလာတဲ့အရာတစ်ခုကြောင့်သူမရဲ့ဘိုက်ကိုပါဖောက်ထွက်သွားတာကိုသိလိုက်ရပါတယ်။သူမဟာနာကျင်လွန်းလို့အော်ဟစ်နေပြီးချက်ချင်းပဲကိုတက်တက်ကိုဖုံးဆက်ပြီးကောင်းကင်ကြီးပြိုကျလာပြီးလို့အကူအညီတောင်းခဲ့ပါတယ်။ကျေးဇူးရဲ့ဖွဲ့ရောက်လာတဲ့အခါမှာတော့အားလုံးကမယုံနိုင်အောင်ဖြစ်သွားကြပါတယ်။အာကာသတွေကနေကျလာတဲ့မိုးကြိုးခဲ meteorite တစ်ခုဟာအိမ်ခေါင်မိုးသူမအုပ်ထားတဲ့ဆောင်နဲ့သူမရဲ့ခန္ဓာကိုယ်ကိုပါဖောက်ထွက်ပြီးဆိုဖာအောက်ထိရောက်သွားခဲ့တာပါ။ဒါပေမဲ့မယုံနိုင်စရာကောင်းတာက Olivia ဟာအသက်ရှင်နေပါသေးတယ်။သူမခြုံထားတဲ့အလေးမဆောင် weighted blanket ကကြောက်ခဲရဲ့ပြင်းအားကိုချော့ချပေးခဲ့တယ်လို့ကြောက်ခဲရဲ့အလွန်ပူပြင်းတဲ့အပူချိန်ကလည်းသူမရဲ့သွေးကြောတွေကိုချက်ချင်းပိတ်သွားစေတာကြောင့်သွေးထွက်မလွန်ပဲအသက်ရှင်ခဲ့တာပါ။ကယ်ဆယ်ရေးသမားတွေရဲ့အဆိုအရကမ္ဘာသမိုင်းမှာဒီလိုမျိုးမိုးကြိုးခဲတိုက်ရိုက်ထိမှန်ပြီးအသက်ရှင်တဲ့သူဟာ1950ခုနှစ်တွေနောက်ပိုင်းသူမဟာဒုတိယမြောက်လူဖြစ်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့ကယ်ဆယ်ရေးအဖွဲ့ဟာသူမကိုဆိုဖာနဲ့တကွမှပြီးဆေးရုံကိုအမြန်ဆုံးပို့ဆောင်ပေးခဲ့ရပါတယ်။